ဘီယာတောက်တဲ့သူလည်းအပြစ်ဖြစ်တယ်ဘီယာရောင်းတဲ့သူလည်းအပြစ်ဖြစ်တယ်ဘီယာတောက်ပါလို့တိုက်သုံးတဲ့သူခိုင်းတဲ့သူလည်းအပြစ်ဖြစ်တယ်နော်ဘီယာအရက်တူပဲမွေးစေဝါဘီယာအရက်တွေမသုံးဆွဲရဘူးအဲ့ဒါနည်းနည်းတော့လည်းအပြစ်ပဲများများတော့များများအပြစ်ဒီနည်းနည်းတော့နည်းနည်းအပြစ်ဖြစ်တာပေါ့ဟုတ်ပြီနော်ဒါနဲ့ပတ်သက်ပြီးဖော်ပြီးခဲ့တဲ့ဒီလာခဲ့ဒီ ACIS ဖော်ဖို့လို့ဒါမန္တလေးက International အကြောင်းမှာတရားမေးပြလုပ်တယ်အဲ့မှာတတကြီးတယောက်ဘဝဒီတရားမေးခွင့်ပေးတယ်သူတို့ဘာဆိုတဲ့ကပ်ပွဲမှာအမတတတယောက်ထားပေးတယ်အဲအကြောင်းသားတယောက်တတမေးချင်တာမေးတတမမေးရင်မေးခွင့်ပေးတော့ဖော်ဖို့များတယ်ကိုပတ်စံနဲ့ကွက်ကိုအရက်တော့ပြီးနေနေလေးနေတာအပြစ်ဘာကြောင့်ဖြစ်ရတာလဲဖြစ်ရနော်အဲတတကြီးတယောက်မေးတယ်အဲဘဝရှင်းပြတယ်နော်အရက်တော့တယ်ဆိုတာအရက်တော့ပြီးမူယူရမ်းလာရင်တော့အပြစ်ပူကြည့်တာပေါ့ကွက်ကိုတောက်ပြီးကွက်ကိုအရက်တော့ပြီးအိတ်လည်းအပြစ်ပဲဘာလို့လဲဆိုတော့အရက်တော့မှတော့အမှားမှန်ဆိုတာဝေဖန်တုံးတက်နေတဲ့စိတ်တင်သုံးတရားတွေမရှိတော့ဘူးနော်လောဘစိတ်တွေတာမန်တဲ့ပူကြီးလာတယ်ဒေါသစိတ်တွေပူကြီးလာတယ်မောဟတွေပူကြီးလာတယ်အဲ့ဒီတော့ကိုအပြစ်ဖြစ်နေတာသူတော်ဘာဒုက္ခမပေးလဲအပြစ်ဖြစ်တာပဲတချို့ကကိုယ်ပတ်စံနဲ့ကိုယ်ပဲတော့တာဘာကြောင့်အပြစ်ဖြစ်တာလဲဆိုဒါသည်မူရစ်စေတတ်တယ်နော်မူရစ်ပြီဆိုမှတော့မောဟဖြစ်သွားပြီလောဘဒေါသအကုသိုလ်ကိလေသာတွေဖြစ်ခွင့်ရသွားတယ်အဲ့ဒီတော့အပြစ်ဖြစ်တာတေချာတယ်အရက်တောက်တဲ့သူတွေကတော့အရက်မူးနေတဲ့သူတွေကတော့အမှန်တရားမမြင်နိုင်ဘူးသစ္စာလေးပါးတရားပို့တော့မမြင်နိုင်ဘူးစင်ကြယ်သုံးတရားတွေလည်းလျော့ပါသွားပြီနော်ဒီအတွက်အပြစ်ဖြစ်တာနော်အဲ့တော့နည်းနည်းတောက်လည်းနည်းနည်းအပြစ်ဖြစ်တယ်များများတောက်လည်းများများအပူအပြစ်ကြီးတယ်အဲအပေါင်းတဲ့တင်ငယ်ချင်းနဲ့စုပ်ရင်လည်းဘီယာရက်မတောက်မိအောင်လိမ္မာပါတဲ့ဆိုတာတတိသားရှောင်းပေါ့ကျမ်းမာရဲ့အကြောင်းပြပြီးရှောင်းနော်ဘာသာရဲ့အကြောင်းပြပြီးရှောင်းရအောင်ရှောက်မှုပဲဘုန်းကြီးတို့ပြောလို့တယ်နော်ဒါကတပည့်တော်မကလို့ရှောက်တော့အမျိုးသမီးတက္ကမရှောက်တာပဲနော်ဒါအဖို့တော့အမျိုးသမီးတွေကပို့တော့မတော့တယ်ပေါ့လေကိုကမိန်းကလေးဘီယာရက်နော်ပို့တော့မတော့တယ်ယောက်ျားလေးတော့မတော့တယ်တော့မိန်းကလေးကပို့ရှောက်အောင်ပဲမိန်းကလေးဆိုတာကပို့ပြီးစင်ကျင်ရမယ်ထိမ့်သိမ့်ရမယ်ပေါ့ဟုတ်ပြီနော်ဒါယောက်ျားလေးတွေလည်းတချို့တကားတွေအရက်တောက်မှယောက်ျားပီတာတွေပဲရှောက်ပြောတာဒါမဆိုင်ပါဘူးတကယ်တည်းကျတော့ယောက်ျားမပီတာတဲ့သူတွေအရက်တောက်တာယောက်ျားပြီးသားရဲ့သူဆိုတာကမကောင်းဆိုတာသိရင်ကိုယ့်ကိုယ်ထိန်းနိုင်ရမယ်ဒါဘဘငငယ်ကပြောခဲ့တဲ့စကားနော်ဘဘအကြောင်းသားဘွားအဲ့ဒါဘောလို့တငယ်ချင်းတွေဘီယာတွေအသိတိုက်တယ်ဘဘမတော့ဘူးဆိုတော့တငယ်ချင်းတွေကမင်းယောက်ျားမပြီးသားဒါကလေးတွေဆိုတာလည်းရှောက်ပြောတာပေါ့နော်အဲ့သူတို့တော့မတော့လို့အဲ့နဲ့ဘဘလည်းမခံချင်ဘူးအဲ့စကားတော့နိုင်အောင်ပြောတယ်တကယ်လည်းကိုပြောတာဘာသာရေးနဲ့ဆက်ဆက်နေတော့အမှန်ပါပဲနော်အဲ့အေးလို့မင်းတို့အရှက်တောက်တာဘီယာတောက်တာယောက်ျားပြီးသားလို့တောက်တာမဟုတ်အဲ့ယောက်ျားမပြီးသားတဲ့ကောင်တွေဘီယာရဲ့တောက်တာဘီယာရက်တောက်တာမကောင်းဆိုတာမင်းတို့သိတယ်မကောင်းမဲ့သိလို့လည်းမင်းတို့ခိုးတောက်နေရတာအခုမင်းတို့မိဘရဲ့ရှင်မင်းတို့မတောက်ရင်မကောင်းလို့မင်းတို့ခိုးလို့မကောင်းတာကြီးလို့တိနဲ့ကိုယ်စိတ်ကိုမထိန်နိုင်ပဲနဲ့မင်းတို့လောက်တယ်ဆိုတာယောက်ျားတကယ်ပြီးသားတဲ့သူတွေဆိုတာကလှုပ်ချင်တော့မလှုပ်တဲ့အလုပ်ဆိုရင်ထိန်နိုင်ရမယ်အဲမင်းတို့ဘီယာရက်တောက်တာယောက်ျားမပြီးသားလို့တောက်တာအဲငါတော့မတောက်အဲစကားနိုင်အောင်ပြောခဲ့တယ်နော်အရင်ကဆိုရင်ဘုန်းတော်ညီမကြီးအလောက်ကြောင်ဆွေးနွေးမယ်ဆိုတော့တချို့ဒါလက်ဖေးဆိုင်တို့ဘာတို့ချင်းကြတယ်လေနော်စားတော့ဆိုင်တော့နော်လက်ဖေးလေးတော့ကော်ဖီလေးတော့အလောက်ကြောင်ဆွေးနွေးအခုကျတော့ချင်းဘီယာဆိုင်နော်ဘာမှချင်းအလောက်ကြောင်နော်ဘီယာဆိုင်မှာချင်းနေအစချင်းနေအောင်လွဲတော့တာပဲအဲဒါကြောင့်မလို့လေညီမကြီးဘီယာဆိုင်အရက်ဆိုင်ဘာတွေပေါ်လာပြောတော့ဗါတဲ့လေဗုဒ္ဓဘာသာအတိုင်းပဲပြောရတော့လှုပ်လိုက်တော့တလွဲနော်ဒါနဲ့ပတ်သက်ပြီးအိန္ဒိယကလားတွေကပြောတယ်မြန်မာနိုင်ငံကဗုဒ္ဓဘာသာလို့ပြောပြီးဘာလို့ဘီယာတွေအရက်ဆိုင်တွေပေါ်နေရတာလဲတဲ့အစိုးရလည်းတရားဝင်ခွင့်ပြုတယ်အများကြီးပဲဒီအိန္ဒိယနိုင်ငံဆိုတာဟိန္ဒူနိုင်ငံဒီအိန္ဒိယနိုင်ငံမှာအရက်မတောက်ရပြည်နယ်တွေအများကြီးပဲအထူးသဖြင့်ဘုန်းကြီးတို့ဘီဟာပြည်နယ်ဆိုရင်အရက်ကိုတောက်တဲ့အရက်တောက်ရင်လည်းကြီးမားတဲ့အပြစ်ပေးတယ်လို့တည်ရုံခွင့်တော့မရှိဘူးကားပေါ်မှာတွေ့ရင်နော်ဆိုင်ရုံမှာတွေ့ရင်တော့ကြီးမားတဲ့အပြစ်ပေးတာတည်ခွင့်ဖြတ်တန်းပြီးတည်ခွင့်တော့မရှိဘူးတချို့ပြည်နယ်တွေဆိုရင်လေဒါဗုဒ္ဓဘာသာနိုင်ငံပေါ့ဘူးနော်အိန္ဒိယနိုင်ငံဒါတော့မှမွေးစေဝါအရက်ကိုသူတို့တွေတင်းတင်းကြပ်ကြပ်ထိန်းတယ်ဒါတော်တော်ရှက်စရာကြီးနော်ဘုန်းတော်တချို့ဒါအစ္စလာမ်နိုင်ငံတွေဆိုလည်းကြည့်လေမွေးရန်ကားနေရတယ်တချို့မွတ်စလင်တွေတော်တော်ရှားမယ်နော်သူတို့ရဲ့လောတွေကျမှတော့နော်မွေးစေဝါအရက်ကိုပိတ်ထားတာဟုတ်လို့တချို့နိုင်ငံဆိုရင်တေးတယ်အောင်ပေးတာဗျနော်မွေးစေဝါအရက်တောက်တော့ရင်အဲ့ဒါဘာသာကြားတွေတောင်မှမွေးစေဝါအရက်ဘီယာတွေကိုရှောင်နေတဲ့နိုင်ငံတွေအများကြီးပဲဗုဒ္ဓဘာသာမြန်မာပြည်ပုံမရှောင်သင့်ဘူးလားအခုမြန်မာပြည်ကဘာသာကြားတွေထက်တောင်မှဘီယာရက်တွေတောက်တုံးနေတယ်သူများနိုင်ငံတွေအရက်တောက်ရင်တော့ limit နဲ့တောက်မြန်မာပြည်ကအမှောက်တောက်တာနော်လူမဲ့သူမဲ့မသိအောင်တောက်တယ်အားကြောင့်မလို့လည်းမအိုစေးဆိုတဲ့အတိုင်းမြန်မြန်တည်ကြတယ်အရက်သမားတွေနိုင်ငံစင်ကြင်ရမယ့်အရာတွေတက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်တွေလည်းလုံးဝအရက်ဘီယာတွေအစိုးရကလည်းမလုပ်တယ်ဘူးခွင့်လည်းမပြုတယ်ဘူးတကယ်တမ်းကြတော့ဒီ
ဒီကဗုဒ္ဓဘာသာဝင်ကိုစီရလည်းကိုယ်ပဲအသိစိတ်နဲ့စင်ကျင်တဲ့နေပေါ့ရှောင်ရမယ်ပေါ့ဘာသာကြားတွေတော့မှဒီလောက်စင်ကျင်နေကြတာဗုဒ္ဓဘာသာတွေတကယ်တော့နော်တပည့်မယ်ကောင်ဆရာအကောင်ဒီအတုံးမကြတဲ့သူတွေကြောင့်ဘာသာရဲ့အိမ်မိမှာတော့ထိကြိုက်တယ်ဗုဒ္ဓဘာသာပုံရိပ်နော်ဗုဒ္ဓသာသနာရဲ့ပုံရိပ်ထိကြိုက်တယ်အဲ့ဒါကြီးရှက်စရာကောင်းတယ်နော်ဒီအတွက်စင်ကျင်မပေးပါနဲ့နော်အရက်ဘီကလုံးဝတောင်းကြော်လာပါရှောင်ရှားပါလို့ဘုန်းကြီးကဖြေကြားပေးပါတယ်ဗျာ